ကိုယ်စိတ်တကယ်ကြုံခဲ့တာဟုတ်တယ်ကိုယ်တိုင်ကြုံခဲ့သလိုကိုယ့်ရဲ့အရှိမတခြားကိုယ်အပေါင်းအသင်းကိုယ်အတိုင်းဝိုင်းကိုယ်ပတ်ဝန်းကျင်အားသူတွေကြုံခဲ့တဲ့ဟာလေးတွေကိုကျွန်မမင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင် Hello မင်္ဂလာပါရှင်ကျွန်မမနေ့ကတင်လိုက်တဲ့ဗီဒီယိုလေးကိုအောက်မှာ comment လေးလာရေးပြီးတော့ပြောပြပေးပါပြောတဲ့သူလေးရှိတယ်မပြောနဲ့ဆိုတဲ့သူတွေကိုကျွန်မပြောချင်တာလေကျွန်မကကိုယ့်လူကဖောက်ပြန်လို့ရှိရင်ပြက်မယ်လုံးဝလက်မခံတော့ဘူးပြန်လက်မခံတော့ဘူးဆိုတဲ့သူတွေအတွက်ကျွန်မအရှိမဗီဒီယိုပေါင်းများစွာကိုယ့်ရဲ့စိတ်ကိုဘယ်လိုကုစားရတယ်ဆိုတာပေါ့နော်အဲ့ဒါမျိုးတွေလေကျွန်မအများကြီးတင်ထားတယ်လူဆိုတာကလေအမျိုးမျိုးရှိတယ်ဒီလားကိုယ့်ဘက်ကလက်ဖွားဆိုသူ့ဘက်ကလက်ဖမိုးပေါ့နော်ကိုကလက်မခံချင်ပေမဲ့လက်ခံချင်တဲ့လူရှိတယ်အကြောင်းမျိုးမျိုးကြောင့်စိတ်မပြတ်သားနိုင်တဲ့သူတွေရှိရလေအဲ့တော့ကျွန်မကပြောပြပေးမယ်ဒီနေ့ဗီဒီယိုမှာဗာလဲဆိုတော့ကျွန်မကလေအမှန်တရားတစ်ခုပြောပြမယ်နော်ကျွန်မဒီနေ့ဒီအချိန်ကြီးကျွန်မပြောပြသွားတဲ့ဗီဒီယိုတွေအားလုံးဒီကျွန်မရဲ့ကိုယ်စိတ်တကယ်ကြုံခဲ့တာဟုတ်တယ်ကိုယ်တိုင်ကြုံခဲ့သလိုကိုယ့်ရဲ့အရှိမတခြားကိုယ်အပေါင်းအသင်းကိုယ်အတိုင်းဝိုင်းကိုယ်ပတ်ဝန်းကျင်အားသူတွေကြုံခဲ့တဲ့ဟာလေးတွေကိုကျွန်မပြောပြသွားတာဖြစ်တယ်ကျွန်မစိတ်ကူးရင်ပြီးတော့ရှောက်ပြောထားတာအာရွှီးတာရောရွှီးတာရှောက်ပြောတာတခုမှမရှိဘူးပြီးတော့ကျွန်မရဲ့စိတ်ရင်းအမှန်တကယ်အစ်စ်ဒီကျွန်မဗီဒီယိုကိုကြည့်တဲ့သူဒီနော်စိတ်သက်သာရမယ်အိမ်အောင်ရေးအဆင်ပြေရမယ်အိမ်အောင်ရေးအဆင်ပြေတဲ့သူဆိုအိမ်အောင်ရေးအဆင်ပြေရမယ်ချစ်သူနဲ့အဆင်ပြေရမယ်ကျမရဲ့ရည်ရွယ်ချက်အစစ်အမှန်ဒီကျမဗီဒီယိုကြည့်တဲ့တဦးတစ်ယောက်ချင်းစီတိုင်းအဆင်ပြေဖို့အတွက်သာပဲပြောခဲ့တာကြီးပဲဖြစ်ပါတယ်ရှင်ဒါလေးကိုတော့ကျမနေတန်းလေးအနေနဲ့ကျမပြောပြရစေနောက်တစ်ခုကကြာကျမမနေ့ကတင်ထားတဲ့ဟာပေါ့နော်တကယ်လို့ကိုကမပြတ်နိုင်ဘူးเนาะကိုယ်တိုင်ကမပြတ်နိုင်ဘူးသူ့ကိုမပြတ်နိုင်တဲ့အခါကျတော့ပေါ့နော်ဘယ်လိုမျိုးကိုယ့်ဘက်ကိုပအောင်လုပ်ရမလဲဆိုတာလေးကိုကျမဒီနေ့ပြောပြမယ်အဲ့ဒါဘာလဲဆိုကျမက2019တုန်းကကျမအရန်ချစ်ရတဲ့ကျမရဲ့ ex လေးပေါ့နော်ကျမကတော့ Scorpio November Scorpio ဆိုတော့ကျမကချစ်ပြီဆိုရင်အရန်စိတ်နစ်ပြီးချစ်တယ်ကျမနဲ့ချစ်ခဲ့ဘူးတဲ့ချစ်သူတိုင်းဒီငါဒီတက်တက်မှာဒီလိုမျိုးအချစ်ခံရပါလားဆိုတဲ့ဒီအောင်ကျမချစ်ခဲ့တာပေါ့နော်အဲ့ဒါတော့ချစ်ခဲ့ချိန်မှာတော့ကျမတော်တော်ချစ်တယ်အဲ့ဒါလေးကဒီအကြောင်းအရာကိုပြောမှသာကျမကအရှိကိုဆက်ပြီးတော့ပြောလို့ရမှာပေါ့နော်ကျမဒီ2019မှာကျမတိတ်ချစ်ခဲ့ရတဲ့သူရှိတယ်အဲ့ဒီသူကကျမနဲ့ကြိုက်ပြီးတော့ပေါ့နော်ရီးသားဖြစ်ပြီးတော့6လမှာသူကဇလန်ရှုပ်တယ်ဇလန်နေရှုပ်တဲ့ခါကြလို့ရှိရင်လေသိလားကိုနဲ့အနီးဆုံးလူကဇလန်ရှုပ်ရင်ကိုယ့်စီမှာအာယုံမရှိတော့ရင်ကိုယ့်စီမှာစိတ်သူ့ရဲ့စိတ်တွေပေါ့သွားရင်အရင်ဆုံးသိတာကိုပေါ့နော်အဲ့တော့ကဘာပေါ်မှာလင်းနဲ့မယားသမီးသားဒီစိတ်ချင်းအနီးဆုံးသူတွေဖြစ်ပါတယ်နော်လူချင်းဝေးလဲစိတ်ချင်းကြီးတယ်နော်အဲ့တော့ကျမရဲ့ဒီကောင်လေးပေါ့နော်ကောင်လေးကအဲ့လိုမျိုးသူစိတ်တွေတခြားမှာရောက်နေပြီဆိုတာကိုကျမကသိတယ်ဒါပေမဲ့ကျမကလေစိတ်ထဲမှာထင်တော့အောင်မှလေဒီလိုရိုးသားသားလောက်ပဲချစ်နေကြတယ်တခြားတယောက်ရှိနေတယ်သူ့မှာချစ်သူရှိနေတယ်လို့ထင်တာတကယ်တမ်းကျတော့သူကအဲ့ဒီမိန်းကလေးနဲ့အစ်စ်တွေကတစ်ကနေ100ဆိုရင်105လောက်ထိအောင်ကျော်နေတာပေါ့နော်ပြောရရင်မိန်းကလေးကရန်ကုန်မှာတယောက်တည်းတက်ခန်းငါပြီးတော့နေတယ်အဲ့တက်ခန်းမှာကျမရဲ့ကောင်လေးကသွားနေတယ်ကွာသူ့အိမ်ကိုပြန်လိုက်အဲ့ကောင်မလေးအိမ်မှာနေလိုက်အဲ့လိုမျိုးချိန်နေအောင်ဖြစ်နေပြီအဲ့မှာကျမကရိပ်မိတယ်ကျမကရိပ်မိတဲ့ခါကျတော့ကျမစဉ်းစားလိုက်တယ်အဲ့တုန်းကမပြတ်နိုင်လားမပြတ်နိုင်ဘူးလားကျမမပြတ်နိုင်ကျမဆက်တွဲကျင်သေးတယ်ကျမချစ်နေသေးတယ်အဲ့တော့ကျမကဘာလို့လုပ်လဲဆိုတော့ကျမရဲ့စိတ်ကိုကျမလုံးဝထိန်ချုပ်လိုက်တယ်ကျမလုံးဝသူတို့ရဲ့ဇက်လန်ကိုကျမမဖော်ဘူးလုံးဝပွဲမကြမ်းဘူးအဲ့ဒါအဓိက main point number 1เนาะလုံးဝပွဲမကြမ်းပါနဲ့ကိုတိတယ်ဆိုတာကိုလုံးဝကိုလူကိုမပြောပါနဲ့ဒါကကိုလက်ခံခြင်းတဲ့လူเนาะမကွဲခြင်းတဲ့သူကိုပြောတာပါကွဲခြင်းတဲ့သူတွေကကျမဒီဗီဒီယိုတွေကနေထွက်သွားပါเนาะကျမအရှိမတွေကျမပြောပြီးသားကျမကိုရန်လာမတွေ့နဲ့เนาะ comment မှာရန်လာတွေ့မှာတည်လို့ကျမကြိုပြီးတော့ပြောထားမယ်เนาะအဲ့တော့သူ့ကိုလုံးဝပြဿနာမရှာနဲ့အဓိက technique ဒီရဲ့နီလန်းကို formula ကိုနာမည်ပေးရမယ်ဆိုရင်ပန်းနုသွေး formula ဖြစ်ပါတယ်เนาะကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့
ယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမရဲ့အရှိမကိုဒီလုံးဝကိုပန်းနေသွေးလေးဖြစ်နေရပါမယ်သူ့ကိုငကိုထက်ပိုချစ်ရမယ်ပိုချစ်ပြရမယ်ပိုကျင်နာမယ်တကယ်စိတ်ရင်းနဲ့လည်းချစ်ရမယ်ပေါ့နော်အဲ့လိုမျိုးကျမကအဲ့လိုလုပ်ခဲ့တာကျမရဲ့ကောင်လေးကိုကျမကပို့ပြီးတော့ချစ်တယ်ပို့ပြီးတော့ကျင်နာတယ်ပို့ပြီးတော့ယုံကြည်တယ်သူဒီသာကျမရဲ့ဘဝမှာအရေးပါဆုံးသူဆိုတဲ့ပုံစံမျိုးကိုကျမပြခဲ့ပါတယ်အဲ့တော့ကောင်လေးရဲ့စိတ်မှာသူကတွေ့ဝေသွားတယ်ငါရဲ့ချစ်သူကငါ့ကိုတကယ်ချစ်နေတာပါလားဆိုရဲစိတ်ပြီးတော့သူ့ကိုယ်သူ guilt ဖြစ်တယ်ပေါ့နော်ဘယ်လိုပြောမလဲစိတ်ထဲမှာငါများပေါ့နော်သူ့အပေါ်မှာငါလွန်နေပြီလားဆိုရဲစိတ်ဖြစ်တယ်အဲ့ဒီချိန်မှာတစ်ဖက်သူကပေါ့နော်တစ်ဖက်သူကကြတော့သူကကြတော့ခင်မမို့အေးဖြစ်သွားတယ်သူ့ဘာသူခင်မမို့အေးအော်တိုဖြစ်တာနော်ကျမကကြတော့ကျမရဲ့ကောင်လေးပေါ်မှာကျမကအရင်ကောင်းတယ်အရင်ချစ်ပြလေလေတစ်ဖက်သူကကျမကိုဆဲတယ်ပေါ့နော်တစ်ဖက်သူကကျမရဲ့ကောင်လေးရှိမှဆဲနေတော့သူကခင်မို့အေးအော်တိုဖြစ်သွားပြီးတော့ကျမကပန်းနုသွေးလေးဖြစ်သွားတယ်ကျမဘာမှမလုပ်ခဲ့ဘူးเนาะကျမပိုချစ်ပေးပြီးပိုယုံကြည်ပေးပြီးဘာပြဿနာမှမရှာခဲ့တာပဲဖြစ်တယ်ပြောဝဲချက်ကလေအဲ့တော့ကိုရဲ့သူ့ကိုမပြတ်နိုင်ဘူးကိုပြန်လိုချင်တယ်ဆိုရင်လုံးဝပူညံမလုပ်ပါနဲ့လုံးဝပြဿနာမရှာပါနဲ့ပြီးရင်နေလုံနေတာငါသိတယ်ဘာညာပွဲလုံးဝမကြမ်းရပါဘူးလုံးဝပန်းနုသွေးဖြစ်ရပါမယ်လုံးဝကိုဒီသာသူ့ကိုအချစ်ဆုံးသူကိုတယောက်နဲ့ရှင်ရင်လေကိုကသူ့ကိုအချစ်ဆုံးသူဒီကိုနဲ့နေရရင်စိတ်လဲလုံခြုံမယ်လူလဲစိတ်ချမ်းသာမယ်ပြဿနာလဲရှာမခံရဘူးပို့ပြီးတော့လဲချစ်ခံရမယ်ဆိုတာကိုတောက်လျှောက်တစ်ချိန်လုံးသက်သေပြနေပါတကယ်လဲစိတ်ရင်းကနေပြီးတော့ကိုမမပြတ်နိုင်တာအဲ့တော့တကယ်လဲစိတ်ရင်းကနေကိုချစ်ပေးပါပို့ပြီးချစ်ပေးပါအဲ့ကြရင်အလိုလိုပြောခမယ်တုံဆင်းလာရပေါ့နော်ကျမကိစ္စတော့ဆိုကျမကကောင်လေးကိုပို့ချစ်ပေးတယ်ပို့ပြီးတော့တန်မိုးထားတယ်သူဒီသာကိုယ့်ရဲ့ဘဝမှာအရေးကြီးဆုံးဆိုပြီးတော့ကိုပြသခဲ့တဲ့အခါကျတော့အချိန်တန်တော့သူတို့နှစ်ယောက်ပြဿနာတက်တယ်ကျမကတစ်ဖက်မိန်းကလေးကိုလည်းတခါမှကျမကမကောင်းပြောခဲ့ခြင်းမရှိဘူးဒီတိုင်းပဲကျမဒီတိုင်းနေတော့တစ်ဖက်မိန်းကလေးကကျမကိုကျမကောင်လေးရှိမှဆဲပြီးတော့ပြောနေတယ်ပေါ့နော်ပြောနေတဲ့ခါကျတော့အဲ့ဒီသူရဲ့ကိုလူရဲ့စိတ်ကိုလူရဲ့မျက်စိအရှိမှကျတော့ကျမဒီအရန်ကောင်းနေပြီးတော့ဟိုတစ်ဖက်မိန်းကလေးကဒါရိုင်းဆိုင်ပြီးတော့စပြီးတော့ဆဲတဲ့သူဖြစ်သွားတယ်အဲ့တော့သူတို့နှစ်ယောက်ဒီအလိုလို break up ဖြစ်သွားပြီးတော့ကျမရဲ့ကောင်လေးဒီလုံးဝ 100% ကျမဘက်မှာပါလာခဲ့တယ်အဲ့တော့ကျမလူတိုင်းကတော့စိတ်ဆိုးတာပေါ့ရှင်ကလည်းတိပြီဆိုတာနဲ့ဟဲ့နင်ကငါ့ကိုကြော်ပြီးတော့နင်ကဘာလုပ်တာလဲအေးကောင်မနဲ့ဘာဖြစ်တာလဲပြောချင်တာပေါ့မပြောလေဘာလို့လဲကိုမပြတ်နိုင်လို့လေပြက်နိုင်ရင်တော့ပွဲကျမ်းမှာပေါ့ကျမလားအမလီမိုးတော်မီးတက်ရှို့လာအောင်မယ်ကျမပြက်နိုင်တော့ပွဲကျမ်းမှာဒါပေမဲ့မပြက်နိုင်ခဲ့လို့ကျမကပန်းနုသွေးလုပ်ခဲ့တယ်မောင်လေး sorry ပါနင်ဒီဗီဒီယိုကြည့်မိရဆိုရင်လည်း sorry ပါเนาะအမားကအဲ့တုန်းကတော့တကယ်စိတ်ရင်းအမှန်ပါเนาะဟိုလိုမျိုးမင်းတို့နှစ်ယောက်ကြားမှာယုံမှခဲ့တာမရှိဘူးเนาะအမားတကယ်စိတ်ရင်းနဲ့ပဲသူဒီဗီဒီယိုကြည့်နိုင်တယ်ဘာလို့ဆိုကျမသူ့ကိုမဘလော့ထားဘူးလေเนาะအဲ့တော့ပြောချင်တာကစိတ်အားမငယ်ပါနဲ့ကိုယ့်ဘက်ကိုလူကိုပြန်ပါလာအောင်လုပ်ချင်တဲ့သူတွေပြန်ပြီးတော့ပါနိုင်ပါတယ်ကျမပြောတဲ့နီးလန်းလေးကိုသုံးပါလုံးဝကိုယ့်ရဲ့လူကိုပူလောင်အောင်မလုပ်ပါနဲ့ရှင်သူဒီသာကဘာပေါ်မှာကိုယ့်အတွက်အရေးကြီးဆုံးဆိုတဲ့ပုံစံလေးကစိတ်ရင်းအမှန်နဲ့ဆက်ပြီးတော့လုပ်ပါမေတ္တာကအရန်အေးချမ်းပါတယ်လူတိုင်းကမေတ္တာပေးရင်ချစ်ပေးရင်အရန်ကြိုက်ပါတယ်ကိုတိုင်းချစ်ပေးပါမေတ္တာပေးပါအေးချမ်းအောင်ထားပါနောက်ပြီးတော့effort လေးတွေစိုက်ထုတ်ပြီးတော့ကိုတိုင်းချက်ကျွေးတဲ့ဟင်းတို့ယောက်ျားလေးဆိုလဲကိုတိုင်းစီးထားတဲ့ပန်းစည်းလေးပေးတာတို့အဲ့ဒါမျိုးလေးလုပ်မယ်ဆိုရင်ကိုယ့်ရဲ့သူကကိုယ့်ဘက်ကိုတဖြည်းဖြည်းချင်းနဲ့ပြန်ပါလာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကိုဒါကိုအေးချမ်းအောင်ထားပါသူ့ကိုမေတ္တာလေးထားပေးပါဒါဆိုရင်အဆင်ပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တတာပါဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်